ကျမ်းစာချို့ရပါပြောလဲဆို keep your heart with all diligence for out of it springs of issues of life ပြောချင်တာကနှလုံးသားထဲကနေပြီးမှထွက်လာသမျှဒီအသက်တာရဲ့ပေါက်ပတ်သက်နေတဲ့အကြောင်းအရာတွေပေါ့နော်ဒါကြောင့်နှလုံးသားကိုကျွန်တော်တို့ကGod လို့ပေါ့နော်တတိကြီးစွာနဲ့စောင့်ထိန်စောင့်ရှောက်ပါတဲ့ပြောချင်တာကနှလုံးသားကိုကျွန်တော်စောင့်ထိန်ဖို့အတွက်ပြန်တော့ပတ်တော့ပြောတယ် trust in the Lord with all your heart ဖျားရကျွန်တော်ပြောကိုရောဖျားကိုကျွန်တော်တို့ကယုံကြည်ရမယ်ဆိုလို့ရှိရင်လုံးဝအုတ်တုံနှလုံးသားနဲ့ယုံရမယ်ဆိုတာလည်းပြောနေဆိုနှလုံးသားအရေးကြီးကြောင်းပေါ့နော်နောက်ပါဆက်ပြောလဲဆို search me O God and know my heart and try me ကျွန်တော်နှလုံးသားကိုတော့ရှာပါဆိုတဲ့အခါမှာဖျားခင်ကျွန်တော်နှလုံးသားကိုရှာတတ်သူဖြစ်တယ်ကျွန်တော်နှလုံးသားအရေးကြီးတယ်ပြောတာပေါ့နော်ဒါဆာလန်ဆရာပြောတယ် create in me a clean heart O Lord နော်ဆိုတော့ကျွန်တော်ရဲ့နှလုံးသားကိုတန့်ရှင်းစေပါဆိုတဲ့ဒါဝိမင်းရဲ့ဆုတောင်းတန်လေးကိုလည်းကျွန်တော်တို့ကြားရခါမှာနှလုံးသားဒီအရေးကြီးတဲ့အရာဖြစ်တယ် and where your treasure that's where your heart be ဆိုတော့ကျွန်တော်တို့မသဲမှာပြောလို့ပဲကျွန်တော်တို့ရှိတဲ့နေရာဟာကျွန်တော်ရဲ့ဘာပြောခေါ်ဒီ treasure ဆိုတာကကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကျွန်တော်တို့ရဲ့ယတနာတွေစသဖြင့်ရှိတဲ့နေရာမှာကျွန်တော်နှလုံးသားရှိတတ်တယ်ဆိုတဲ့အကြောင်းလဲဖော်ပြနေတဲ့အတွက်ကြောင့်နှလုံးသားကိုကျွန်တော်သိဖို့အရေးကြီးတယ် and you will seek me and find me and you will search me with all your heart ယေရမိမှာပြောတယ်ဘာဖြစ်လဲကျွန်တော်တို့နှလုံးသားနဲ့ဘုရားကိုရှာရမယ်ရှာလို့ရှိရင်တွေ့ရမယ်ဘုရားကိုပေါ့နော်ဆိုနှလုံးသားဒီဘုရားကိုရှာဖွေတဲ့အရာမှာလဲအင်မတန်မှအရေးကြီးတယ်ဆိုတာကိုသွားတွေ့ရတယ်ဟုတ်ပြီနော် for with the heart one believes နှလုံးသားအဖြစ်လူတယောက်စီတိုင်းဟာယုံကြည်ခြင်းလို့ရောက်ရတယ်ယုံကြည်တဲ့အခါမှာဖြောင့်မတ်တော်သူဖြစ်လာတယ်ပေါ့နော်ကျွန်တော်တို့ကယ်တင်ခြင်းရဖို့တောင်အဲ့ဒီနှလုံးသား heart ကအရေးကြီးတယ်ယုံကြည်တဲ့နေရာမှာပေါ့သူကပါဝင်တဲ့အရာယုံကြည်ခြင်းမှာနှလုံးသားတွေအဓိကဖြစ်လာတယ်ဆိုလဲတွေ့ရတယ် draw near to God and he will draw near to you and cleanse your hand you sinner you purify your heart တဲ့နော်နှလုံးသားကိုတန့်ရှင်းစွာထားပါဆိုပြီးမှရှင်ယာကုတ်ကလည်းကျွန်တော်တို့ပြောတယ်ဆိုအဲ့ဒါတွေကကျွန်တော်ပြန်စဉ်းစားခြင်းကျွန်တော်တို့တက်တာမှာဘာအရေးကြီးဆုံးလဲဒီနှလုံးသားဖြစ်တယ်เนาะနှလုံးသားဆိုတော့အဲ့ရကျွန်တော်သိထားပြီးနှလုံးသားအရေးကြီးတယ်ဆိုလို့ရှိရင်တော့ဒီနေ့ခရစ်တော်ရဲ့နှလုံးသားကြောင့်ကျွန်တော်အရင်ဆုံးလေ့လာရအောင်เนาะရှေးဥစွာကျွန်တော်စဉ်းစားရအောင်ဘာစဉ်းစားမလဲဆိုတော့တကယ်လို့ကျွန်တော်ဒီနေ့မနေ့မှာအဲ့ရထလာတဲ့အခါမှာကျွန်တော်တို့ကိုယ်ခန္ဓာကျွန်တော်တို့အသက်ကျွန်တော်တို့ဝိညာဉ်အားလုံးဟာယေရှုခရစ်တော်ဖြစ်တယ်ဆိုရှင်ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေကခရစ်တော်လှုပ်ဆောင်ပါမလားဆိုမင်းကုန်းပေါ့နော်တို့ရဲ့အသက်တာခါတိုင်းလိုပဲဖြစ်နေမလားဒါမှမဟုတ်တမူထူးခြားနေမလားဆိုတော့လေစဉ်းစားစရာဖြစ်လာတယ်ဘာလို့လဲဆိုကျွန်တော်နှလုံးသားကိုတီးဖို့ဆိုတဲ့အခါမှာခြေဥစွာအကယ်၍သာကျွန်တော်ဒီခရစ်တော်ကဲ့သို့ပေါ့နော်ခရစ်တော်ဤကိုခန္ဓာခရစ်တော်ဤစိတ်ခရစ်တော်ရဲ့နှလုံးသားနဲ့ကျွန်တော်အသက်ရှင်လို့ရှိရင်ဒီနေ့ကျွန်တော်လုပ်နေတဲ့ဟာဒီခရစ်တော်လုပ်တဲ့အရာဖြစ်နေပါမလားပြောချင်တာက will Christ do the same that what we doing so အဲ့ဒါကျွန်တော်တတိယတဲ့ခါပါဒီလိုဆိုလို့ရှိရင်တော့ကျွန်တော်အသက်တာဟာခရစ်တော်ရဲ့အသက်တာကဲ့သို့မဟုတ်သေးဘူးဆိုတာတတိထားမိတယ်ကျွန်တော်နှလုံးသားမမှန်သေးဘူးပေါ့နော်အဲ့ဒီတဘောကျွန်တော်ပြောပြချင်တာဒါကိုစဉ်းစားဖို့ပေါ့နော်နောက်ဘာကိုဆက်ပြီးစဉ်းစားမလဲဆိုရှင်ကဲထပ်ကြည့်အောင် God loves you just the way you are နော်ဘုရားခင်ကျွန်တော်တို့ချစ်တယ်တဲ့ကျွန်တော်တို့ဘလို့ပုံစံပဲဖြစ်ပါစေဘလို့ပဲနေပါစေကျွန်တော်တို့ချစ်တယ်နော်ဆိုလို့ရှိရင်တဲ့ဘုရားသခင်ကျွန်တော်ကိုဘလို့ပဲနေဘလို့ပုံစံပဲဖြစ်ချစ်နေပြီးသားဆိုရင်ကျွန်တော်ဘာမှပြောင်းစရာမလိုတော့ဘောချစ်အောင်မလားမချစ်တော့ဘူးလားကျွန်တော်အရင်ကလည်းဆိုးမိုက်တယ်အခုလည်းဆိုးမိုက်အောင်မယ်ကိစ္စမရှိဘုရားချစ်မှာပဲဒါပေမဲ့ခရစ်တော်ယုံကြည်လက်ခံသွားပြီးနောက်ပိုင်းမှာကျွန်တော်ဘုရားကျွန်တော်ချစ်မှာပဲဘလို့ပဲနေပေါ့နော်ဆိုပြီးမှကျွန်တော်တို့ကဆက်သွားလို့ရှိရင်မှန်ပါမလားဒီ Max Lucado ဆိုတဲ့ဆရာကြီးကပြောလဲဆိုသူစကားကျွန်တော်ခုတ်လုပ်ထားနော် God loves you just the way you are but he refused to leave you that way ပြောချင်ဘုရားခင်ကကျွန်တော်ကို
ဘလို့ပုံစံမဲနေနေကျွန်တော်ကိုချစ်တယ်ဒါပေမဲ့အဲ့ဒီဖခင်ကကျွန်တော်ကိုအဲ့ဒီတိုင်းဆက်သွားဖို့အတွက်အလိုမရှိဘူးပြောမယ်ဆိုရင်ပုံစံမပြောင်းဘူးအသက်တာမပြောင်းဘူးစိတ်ဓာတ်မပြောင်းဘူးအခြေအနေမပြောင်းဘူးဆိုတဲ့သဘောတဘာဝဘုရားကအလိုမရှိဘူးတဲ့သခင်ယေရှုခရစ်တော်ကဲ့သို့ဖြစ်လာဖို့အတွက်လိုရှိတယ်ချစ်တယ်ယုံကြည်တဲ့အခါမှာဘာဖြစ်စေချင်လဲခရစ်တော်ကဲ့သို့ဖြစ်လာစေချင်တယ်မိကိုနံပါတ်1မြင်ရမှာကအကယ်၍ကျွန်တော်မပြောင်းလဲလို့ရှင်ဘုရားခင်ကျွန်တော်ကိုဆက်ချစ်ပါမလားကျွန်တော်ကလေးတယောက်ကိုပေါ့နော်ဥပမာပေးချင်တယ်ကလေးရဲ့စိတ်က simple ပဲ yes no ပဲเนาะချစ်တယ်မချစ်ဘူးဒါပဲဘုရားခင်ချစ်လားဆိုချစ်တယ်တဲ့ဘယ်လိုသိလဲလို့မေးလို့ရှိရင် because he is God တဲ့သူကဘုရားဖြစ်တယ်တဲ့ဟာဒါမှန်တော့ပြီเนาะဆိုဟုတ်တယ်ကျမ်းစာအရဆိုတော့သူဒီဘုရားခင်ဖြစ်တယ်ဘုရားခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူတယ်ဆိုတဲ့အခါမှာဘုရားရဲ့ဇာတိအရာဖြစ်ကျွန်တော်တို့ကိုချစ်တယ်เนาะသူက action နဲ့ချစ်တယ်ဆိုတာကကားတိုင်းပုံမှာဒါပေမဲ့သူဇာတိအရာတော့ကျွန်တော်တို့ကိုအလိုလိုအလျောက်လျောက်ချစ်ပြီးတာပဲဆိုတော့ဟုတ်တယ်ဘုရားခင်ကျွန်တော်ကိုဘယ်လိုပဲချင်းချင်းတွေချစ်မယ်ဆိုတာမှန်တယ်လုံးဝမမားဘူးเนาะဒါပေမဲ့အဲ့ဒီဘုရားကဒီနေ့ချစ်တဲ့အခါမှာကျွန်တော်တို့ကိုဒီတိုင်းပြစ်မထားခြင်းဘူးအရင်ကဆိုးတယ်ဆိုးတဲ့အတိုင်းဆက်ဆိုးပါစေလို့မထားဘူးဟုတ်ကျွန်တော်မိဘရေเนาะတာသမီရှိကိုတာသမီဆိုလို့ရှိရင်ဆုံးမရเนาะဘာကြောင့်ဆုံးမလဲချစ်လို့ that's it ဆိုကျမ်းစာလည်းပြောတယ်ချစ်တော်မူတော့တာသမီဘုရားခင်ဆုံးမတယ်တဲ့ပြောချင်ဆုံးမခြင်းဆိုတာကပြုပြင်ပေးတာဘာဖြစ်လာဖို့လဲတာရွေးကောင်းလာဖို့လိမ္မာလာဖို့ဆိုတော့ကျွန်တော်ခရစ်တော်ကကျွန်တော်တို့ကိုပြုပြင်ပေးရရမှာသူကဲ့သို့ဖြစ်လာအောင်we become more like Jesus Christ เนาะဒီနေ့ကျွန်တော်လောကမှာကျွန်တော်ကြားနေခရစ်တော်ဒီတင်းတဲ့ချက်ရှိတင်းဒီလက်ခရစ်တော်နဲ့ရှိတယ်ခဏကျွန်တော်ကြားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုပြောနေတဲ့ဟာဒီနောက်ွယ်မှာဘာတတိထားမိလဲဆိုတော့ခရစ်တော်ဖြစ်ခြင်းတဲ့လူတွေကများတယ်ကောင်းပါလေခရစ်တော်ဖြစ်ခြင်းလို့ရှင်ဒါပေမဲ့သူတို့ရဲ့ inner motive ကပါလေခရစ်တော်ဖြစ်ခြင်းတဲ့အကြောင်းရင်းကနော်ဘာများလဲလို့စဉ်းစားရှင်မဟုတ်တဲ့ညာရောက်သွားတယ်အဲ့ဒါပါလေခရစ်တော်ကဲလို့တကိုးရှိခြင်းတယ်ခရစ်တော်ကဲလို့ကြော်ကြားခြင်းတယ်ခရစ်တော်ကဲလို့တကိုးအာဏာအပြည့်ဝနေပေါ့နော်ဘုရားဖြစ်ခြင်းတဲ့သူတွေဖြစ်လာတယ်အဲ့ဒါမမှန်ဘူးဒါပေမဲ့ကျွန်တော်တို့ဘုရားခင်ခရစ်တော်ကဲလို့ဖြစ်ရမယ်လို့ပြောနေတဲ့ကဏ္ဍပါလေကျွန်တော်တို့ရဲ့နေ့စဉ်သက်တာဒီခရစ်တော်နဲ့ထပ်တူထပ်မြချေရတူချေရနေတဲ့သဘောနော် put yourself in the shoe of Christ ဆိုတဲ့ဘောပြောချင်တာကခရစ်တော်ကဲတော့ကျွန်တော်တို့အသက်ရှင်ဖို့လိုတယ် you see so တဘာဝကိုကျွန်တော်ပြောတဲ့အရာပါလေဘုရားခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်ကျွန်တော်တို့ကအပြစ်သားဖြစ်တယ်တဘာဝမှာဒါပေမဲ့အဲ့ဒီအပြစ်သားကိုကယ်နှုတ်တဲ့ကယ်တင်တဲ့ဘုရားခင်ဟာဒီနေ့ချစ်တယ်ဆိုတဲ့အရာမှာ unconditional love နော်လုံးဝဘယ်လိုပြောမလဲအချင်းနေမထားဘူးဆိုတော့အဲ့ချစ်ချင်းမေတ္တာနဲ့ချစ်တဲ့အခါမှာကျွန်တော်တို့ဟာသူ့ရဲ့ချစ်ချင်းကိုကျွန်တော်ခံယူပြီးမှကျွန်တော်တို့ဒီလေသူကဲတော့ပေါ့နော်တာ၍ကောင်းမွန်လာဖို့သူကဲတော့ဖြစ်ပေါ်လာဖို့သူနဲ့အထက်တူထပ်မြဖြစ်လာဖို့ဒါကြောင့်ခရစ်တော်ဒီငါနဲ့ရှိငါဒီလည်းခရစ်တော်နဲ့ရှိတယ်ဆိုဒီမှာခရစ်တော်နဲ့ထပ်တူထပ်မြ identify လုပ်ရတဲ့အခွင့်ကိုပေးထားတယ်ခရစ်တော်နဲ့ကျွန်တော်နဲ့အတူတူပဲဆိုတဲ့ identity ကိုကျွန်တော်ပေးထားတာ see အဲ့ဒါကျွန်တော်တို့တက်တာမှာအဲ့ဒီခဏအကျဉ်းပြောင်းလဲခြင်းဆိုတာက transformation ဆိုတာကခရိယန်တက်တာမှာအမြဲရှိကိုရှိလျက်အဲ့တဘောပြောပြနော်ဆိုတော့မိကွန်းတစ်ကဖျားခင်ကျွန်တော်ကိုချစ်ပါမလားကျွန်တော်ဆက်ပြီးမှဒီတိုင်းပဲမိုက်မယ်ဆိုးမယ်ပေးမယ်ပေါ့နော်တွားမယ်ဆိုရှင်အဲ့လိုမေးတဲ့ခါမှာအဖြေကတော့ကျွန်တော်ကြည့်ရအောင်နံပါတ်1ကဖျားခင်ကျွန်တော်ချစ်တယ်ဆိုတဲ့ခါမှာလူတွေရဲ့ချစ်ချင်းမေတ္တာနဲ့မတူလူတွေရဲ့ချစ်ချင်းမေတ္တာပါလဲဆိုရင်ကိုယ့်ရဲ့လှုပ်ဆောင်မှုကောင်းတဲ့အခါမှာချစ်တယ်မလှုပ်ဆောင်မှုမမှန်တော့ဘူးမကောင်းဘူးမားတယ်ဆိုရင်မချစ်တော့ဘူးတွေ့လားဆိုလူတွေရဲ့မေတ္တာဒီအခြေအနေပေါ်မှာမူတည်တယ်ဒါကတော့ကျွန်တော်ပြောရှံမလို့သိပြီးသားဒါကြောင့်လူရဲ့မေတ္တာနဲ့ဆန့်ကျင်ဘက်ဖြစ်တာဗာလဲဖခင်ရဲ့မေတ္တာဆိုဖခင်မေတ္တာဗာလဲဖခင်ကကျွန်တော်တို့မှားလို့ရှင်လဲသူ့ရဲ့မေတ္တာပြောမသွားဘူးနော်ကျွန်တော်မှားအောင်လုပ်နေလဲသူ့ရဲ့မေတ္တာပို့ပြီးမှကြော်မသွားဘူးပြောရှင်တာကကျွန်တော်လုပ်ရက်ကိုကြည့်ပြီးမှသူ့မေတ္တာကတက်လိုက်ကြားလိုက်ဆင်းလိုက်တက်လိုက်အဲ့လိုမျိုးမရှိဘူး तू ကပုံမှန်ပဲချစ်တယ်နော်ခဏပြောပြီး तू ကတဘာဝအဖြစ်ချစ်ချင်းမေတ္တာဖြစ်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ချစ်တယ်ဆိုရမှာ
ကျွန်တော်တို့ပုံမူမတည်ဘူးသူ့ရဲ့တဘာဝပုံမူတည်တယ်ဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်တို့ကနားလည်လိုက်ပြီဘုရားခင်ချစ်တယ်ဆိုတာကိုတော့အပြည့်အဝကျွန်တော်ခံလို့ရတယ်ကျွန်တော်တို့စိတ်ထင်တဲ့အရာပေါ့နော်ကျွန်တော်တို့ကပြောင်းလဲလို့မနိုင်ဘူးမလုပ်နိုင်ဘူးလို့ပြောနေတဲ့စကားတွေရှိတယ်ဟိုခါကျရင်ကျွန်တော်တို့ကြားဆရာကျွန်တော်ကတော့မိုက်လက်ဆက်မိုက်နေတယ်ကျွန်တော်ကဘလို့မှကိုမပြုတ်ပြနိုင်သေးဘူးဆရာရဲ့ကျွန်တော်ကတော့ကောင်းကင်နိုင်ငံမှာနောက်ဆုံးဝင်တော့မယ်ရေးမကြည့်ဘူးကျွန်တော်ကတော့ဆက်မိုက်နေတော့မယ်ဆိုတဲ့သဘောရှိတယ်သူကတိုးမဲဆိုတဲ့ idea ပေါ့နော်တိုးမဲတိုးတော့တိုးပဲဒါပေမဲ့သူကအဖြူမဲအမဲရှိရဆိုတဲ့ idea လေးပေါ့သူတို့ကတော့ကောင်းကင်တော့ဝင်ချင်တယ်ဘုရားကိုတော့ကယ်တင်ခြင်းတွေရချင်တယ်ယုံကြည်ခြင်းသို့တော်လည်းသူတို့ရဲ့ကန္တာမှာပြောင်းလဲခြင်းလုံးဝမလုပ်ချင်တဲ့စန္ဒဖော်ပြနေတယ်ပြောချင်တာက I can't change I can't help myself ပေါ့နော်ကိုပြုပြင်ပြောင်းလဲမတတ်နိုင်ဘူးလို့ပြောနေကြတယ်အမှန်တော့အဲ့ဒါကစာရမဏေရဲ့လှည့်ဖြားခြင်းခံရတဲ့သဘောဖြစ်တယ်နော်ဒီနေ့ဖျားခင်နှုတ်ပတ်တော့ကျွန်တော်တို့ပြောနေတာပါလေကယ်တင်ခြင်းပေးတယ်ဆိုတာကအနောင်အဖွဲစာရမဏေရဲ့ချုပ်နှိမ်ခြင်းတွေအပြည့်ရဲ့နောင်ဖွဲ့တဲ့ကျွန်တော်လွတ်စေတဲ့ကယ်တင်ခြင်းနော်ကျွန်တော်လွတ်ပြီဆိုအကုန်လွတ်တာ it is finished အကုန်လုံးလွတ်ပေးတာဆိုတော့ဘုရားခင်ကလွတ်တယ်ဆိုတဲ့အရာမှာကျွန်တော်စဉ်းစားမှာကအနောင်ဖွဲ့တစ်ခုနှစ်ခုခြံထားလို့ဆိုရင်အတိတ်ပဲရှိပါမလားမဖြစ်နိုင်ဘူးဆိုတော့ဘာပြောချင်လဲကိုကမပြောင်းလဲနိုင်ဘူးဆိုတာကကိုယ့်ရဲ့စိတ်ထင်စာရမဏေရဲ့လှည့်ဖြားထားတဲ့အရာပဲဖြစ်ရဘုရားခင်ဒီကျွန်တော်ကိုမပြောင်းလဲပဲဆက်ဒီတိုင်းဆက်သွားလို့ရှင်ချစ်နေပါမလားဆိုတော့သူ့တဘာဝအဖြစ်ချစ်နိုင်တယ်တိုးတော်လဲသူချစ်လို့ရှင်သူဆုံးမမယ်သူ့ရဲ့စန္ဒကခရစ်တော်ကဲ့သို့ဖြစ်လာအောင်လို့ရှိရဒါကြောင့်မပြောင်းမနဲ့ဆက်နေလို့မဖြစ်ဘူးချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့နားလည်လိုက်တယ်ပြောင်းလဲခြင်းဆိုတာကသူ့ရဲ့ချစ်ချင်းထဲမှာလဲကျွန်တော်တို့ကိုတိုက်တွန်းအားပေးနေတယ်အဲ့ဒါကျွန်တော်ရဲ့ question number 1ကိုအဖြေပေးတာဖြစ်တယ်ကျွန်တော်မေးချင်ဖြစ် Do I need to become like Christ နော်ကျွန်တော်တို့တချို့တွေကမသိတော့အဲ့လိုတော့မမေးဖြစ်တော့ဘူးပြောမယ်ဆိုရင်ခရစ်တော်ကဲလို့ဖြစ်လာဖို့တောင်မှလိုမယ်ဆိုတာမသိတဲ့ကျွန်တော်ခရစ်ယာန်တွေလည်းအများကြီးရှိတယ်ဘုရားခင်ကအလိုရှိရပါလေခရစ်တော်၌အတိတ်ပြုပြင်ထားတဲ့ကျွန်တော်ကယ်တင်ခြင်းပေးထားတဲ့ယုံကြည်သူတွေဟာခရစ်တော်ကဲလို့ဖြစ်လာဖို့အတွက်အလိုရှိတယ်ဖိလိပ္ပိ9မှာဖော်ပြထားတယ်နောက်ကြားတဲ့တစ်ခုထပ်ကြောက်အေဖက်အခန်းကြီး4ငယ်23-24မှာတွေ့တယ်ဘာပြောလဲဆို but you were taught to be made new in your heart ကျွန်တော်နှလုံးသားကိုအသစ်ဖြစ်ဖို့ဘုရားခင်ကတွင်တင်ပေးတယ် to become a new person လူသစ်ဖြစ်လာဖို့အတွက် the new person made to be like God made to be truly good and holy ဘုရားသခင်၌ကျွန်တော်တို့ကပြုပြင်တော်မူတော့ကျွန်တော်တို့အသက်တာဟာတန်ရှင်းခြင်းနဲ့ကောင်းမြတ်ခြင်းစုံလင်ခြင်းဆိုတဲ့အသက်တာအသစ်ကိုဖြစ်ဖို့အတွက်ဘုရားအလိုရှိတယ်ဆိုဒီနေ့ကျွန်တော် Bible study လုပ်နေကြတယ်ဘုရားအလိုတော်ရှိလားဘာကြီးလဲလို့ကျွန်တော်မေးလို့ရှိရင်အလိုတော်ပါလဲယုံကြည်သူတိုင်းကျွန်တော်ကျမတယောက်စီတိုင်းဟာယေရှုခရစ်တော်ကဲ့သို့ဖြစ်လာဖို့အလိုရှိတယ်ဆိုဒီနေ့ခရစ်တော်ရဲ့နှလုံးသားဆိုတာ pure heart နော်ခရစ်တော်ရဲ့နှလုံးသားဒီတန့်ရှင်းတယ်ဖြူစင်တယ်ဆိုတာပေတရုကဘာပြောလဲဆိုယေရှုခရစ်တော်ဟာတဲ့ unblemished and spotless အပြစ်လုံးဝကင်းစင်တယ်လို့သူအသက်တည်ခံထားတယ်သူနှစ်ပေါင်း3နှစ်ကျော်ခရစ်တော်နဲ့သူရှောက်လန်းလာတဲ့အခါမှာသူ့ရဲ့နှလုံးသားဖြူစင်ခြင်းဆိုတာကိုသက်တည်ထူထားတယ်လုံးဝအပြစ်ကင်းစင်တယ်အဆက်တောင်မှမရှိဆိုတဲ့ဘောနော်အထိုနည်းသူယောဟန်ဘာပြောလဲဆိုသူဆိုတဲ့ခရစ်တော်ထဲမှာ no sin အပြစ်တရားအပြစ်ဆိုတာတစ်ခုမှမတွေ့ဘူးတဲ့တိယောခန်းကြီး3ငယ်9မှာပြောနေဆိုအဲ့ဒါတွေကကျွန်တော်တို့တပည့်တော်တွေကအနိကခရစ်တော်နဲ့မနဲ့ရောနေ့ရောညရောအသက်ရှင်သွားတဲ့အခါမှာတန့်ရှင်းတယ်လို့သက်တည်ထူထားတယ်ဟုတ်ခရစ်တော်နှလုံးသားရှိတော်သူဟာခရစ်တော်ကဲလို့တန့်ရှင်းတယ်သူ pure heart ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့နားလည်လို့ရှိရင်ခရစ်တော်ဟာတန့်ရှင်းနှလုံးသားကျွန်တော်တို့နှလုံးသားလည်းတန့်ရှင်းဖို့အတွက်အရေးကြီးလာတယ်နောက်ခရစ်တော်နှလုံးသား peaceful heart ဆိုတာတည်ငြိမ်တယ်နော်တည်ငြိမ်တယ်အခုကျွန်တော်တို့ထဲမှာစဉ်းစားချက်ကိုယ်တက်တာမှာတခုခုဖြစ်ပြီဆိုရင်တည်ငြိမ်မရှိဘဲနဲ့ဒီခါကြောင်ချောက်ချာanxiety ပေါ့နော်ဒီခါစိတ်လှုပ်ရှားခြင်းတွေထိကနေဆိုလဲဒီခါပေါက်ကွဲခြင်းတွေဖြစ်နေသလားအဲ့လိုဆိုရှင်တော့တည်ငြိမ်တဲ့နှလုံးသား peaceful heart ကိုကျွန်တော်လိုတယ်ခရစ်တော်ဘာဖြစ်လဲဆိုတော့တမန်တော်ရင်းနဲ့တွားတဲ့ခါမှာ
ပင်လယ်လေးမုန်တိုင်းကြတဲ့အချိန်မှာသူဘာဖြစ်လဲကောင်းကောင်းအိတ်နေတယ်ကောင်းကောင်းအိတ်နေတယ်ဆိုတော့တည်ငြိမ်ခြင်းရှိအောင်ပြောပြသူလုံးသားပါနော်ပေတရုကခရစ်တော်ကိုလာဖမ်းနေတဲ့ဒီစစ်သားတွေကိုခါတဲ့သူဓာတ်နဲ့ပြန်ချတဲ့အခါမှာစစ်သားတယောက်ရဲ့နေရာကိုသူဖြတ်လိုက်တယ်အဲ့ချိန်မှာနော်နားပြန်ပြီးမှအနာပြောက်စေတယ်ပြန်ကောင်းစေတယ်ပြောချင်တာကသူ့ကိုလာဖမ်းတဲ့အချိန်မှာတောင်မှရန်သူကိုသူကကောင်းမွန်တယ်မေတ္တာပြတယ်ငြိမ်ငြိမ်သက်သက်နဲ့နှလုံးသားပေးတယ်ရှိတယ်ဆိုဖော်ပြတယ်အဲ့ဒါကကျွန်တော်တက်တည်ပြောပြတာပေါ့ကျမ်းစာထဲမှာတွေ့ရတက်တည်နော် so အဲ့ဒါ number 2က peaceful heart number 3ပါဆို purposeful heart ဆိုတာရည်ရွယ်ချက်ရှိသောနှလုံးသားနော်အခုကျွန်တော်တက်တာမှာရည်ရွယ်ချက်မဲ့တဲ့အသက်တာတွေအများကြီးတွေ့ရတယ်အခုကျွန်တော်ဘာကြောင့်အသက်ရှင်နေလဲဆိုတော့မှရည်ရွယ်ချက်မရှိတဲ့အချိန်ခါတွေလည်းဖြစ်လာတတ်တယ် so အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ပြီးမှတတိထားကြအောင် what Christ had done ခရစ်တော်ဘာလုပ်တယ်လဲသူရည်ရွယ်ချက်ကိုပြန်ကြည့်အောင်သူရည်ရွယ်ချက်ကိုကြည့်ရခါမှာရှင်လုကာ19ငယ်30ပါပြောလဲသူရဲ့ကြွလာခြင်းဆိုတဲ့အရာမှာရည်ရွယ်ချက်ရှိတယ်အပြစ်သားတွေကယ်တင်ဖို့တဲ့နော်ပြီးတော့ယောဟန်19:30မှာ तू ပြီးသွားလို့ရှင် तू ရည်ရွယ်ချက်ပြည့်သွားလို့ရှင် तू ဘာပြောလဲ it is finished ကျွန်တော်ရည်ရွယ်ချက်ပြီးသွားပြီပြောတာခရစ်တော်ကအသက်ရှင်တဲ့အခါရည်ရွယ်ချက်နဲ့ပြည့်ပြည့်ဝဝနဲ့အသက်ရှင်နေဆိုတွေ့ရတယ်ဆိုကျွန်တော်တို့ယုံကြည်သူတွေဘုရားခင်ရည်ရွယ်ချက်ရှိတယ်လို့ကျွန်တော်တို့ခံယူထားတယ်ဟုတ်တယ်နော်အားလုံးမှာ everyone has your purpose in God's plan ဘုရားရဲ့စီမံတဲ့အရာတွေထဲမှာကျွန်တော်ယုံကြည်သူအားလုံးမှာရည်ရွယ်ချက်ရှိတယ်ဘာလို့ဘုရားခင်ခရစ်တော်ကယ်တင်တဲ့အချိန်မှာကျွန်တော်တို့ရည်ရွယ်ချက်ပေးထားတယ်ဟောခဏပြောလို့ပဲခရစ်တော်ကဲ့သို့ဖြစ်လာအောင်ဒါလည်းရည်ရွယ်ချက်တစ်ခုဖြစ်တယ်ကျွန်တော်တို့အသက်တာမှာခရစ်တော်ကဲ့သို့နှလုံးသားရှိတဲ့အသက်တာဖြစ်အောင် that's our purpose as well ကျွန်တော်တို့ရှိမှရည်ရွယ်ချက်ထားပေးတယ်ဒါကြောင့်ရည်ရွယ်ချက်မဲ့ဆိုတာအသက်ရှင်ခြင်းဆိုတာကခရိယန်တွေနဲ့မကိုက်ညီဘူးဆိုတာတွေ့ရတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဘုရားခင်၌ရည်ရွယ်ချက်ကိုအမြဲပြည့်ပြည့်ဝဝနဲ့အသက်ရှင်နေဖို့ဆိုတာကလိုအပ်လာတဲ့ခရစ်တော်ရဲ့နှလုံးသားထဲမှာရှိတဲ့အတိုင်းပေါ့နော်နံပါတ်4ကပါလဲဝိညာဉ်ရေးနဲ့ပြည့်စုံတဲ့နှလုံးသား spiritual heart နော်အဲ့ဒါကခရစ်တော်ကိုကျွန်တော်ကြည့်ရတဲ့အခါမှာအစဉ်အမြဲသူပြောတဲ့စကားလေးကပါလေခမည်းတော်နဲ့သူနဲ့ဆက်နွယ်တဲ့အကြောင်းအရာပြောပြတယ်ယောဟန်14:7မှာတွေ့ရသူနဲ့ခရစ်တော်ကပြောတယ်ကျွန်တော်ခရစ်တော်ဒီတဲ့ခမည်းတော်မှာရှိလို့ခမည်းတော်လေးခရစ်တော်မှာရှိတယ်ဆိုတော့ဆက်နွယ်ခြင်းကိုသူကဖော်ပြတယ်ဝိညာဉ်ရေးမှာသူကအင်မတန်မှနှလုံးသားပြည့်ဝတယ်နော် Holy Spirit was with him ဒီကျမ်းချက်ဒီမှာမဿဲလေးတစ်ကနေဆက်ဖတ်လို့ရှင်လဲတန်ရှင်တော်ဝိညာဉ်ပြတဲ့ခင်ယေရှုနဲ့အတူရှိနေတယ်ဆိုတာကအမြဲဖော်ပြတယ်ခရစ်တော်နဲ့ကျွန်တော်နဲ့အဆက်အသွယ်ရှိတယ်ကျွန်တော်ဒီခရစ်တော်နဲ့ရှိတယ်ခရစ်တော်ကျွန်တော်နဲ့ရှိတယ်ဆိုတော့ intimate relationship အဲ့ဒါဝိညာဉ်နှလုံးသားနော်တန်ရှင်တော်ဝိညာဉ်ပြတဲ့ကျွန်တော်နဲ့အတူရှိတယ်ဆိုတဲ့အခါမှာ that's spiritual heart နော်အခုကျွန်တော်လူတိုင်းကတန်ရှင်တော်ဝိညာဉ်ပြလိုချင်တယ်ကြွလာပါကျွန်တော်နဲ့အတူရှိပါကျွန်တော်တို့တွင်တင်ပါလို့ကျွန်တော်တို့ခေါ်တယ်နှလုံးသားမှာဝိညာဉ်တော်ဖျားနဲ့ပြည့်စေပါလို့ကျွန်တော်ပြောတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ဖျားကအတူပါရှိတယ်ဆိုတဲ့အသက်တာကျွန်တော်တို့တစ်ခါကြာရင်မတွေ့ရဘူးတစ်ခါကတော်တော်မတွေ့ရဘူး right why because we have not a spiritual heart ဝိညာဉ်နဲ့ပြည့်ဝနှလုံးသားကျွန်တော်တို့မှာမရှိတဲ့အတွက်လည်းဖြစ်နိုင်တယ်ယေရှုခရစ်တော်မှာနာခံခြင်းဆိုနှလုံးသားရှိတယ်ဒီနေ့ဖျားသခင်ခမည်းတော်ကိုနာခံတယ်ဆိုတာကယေရှုခရစ်တော်တလောက်သူဖော်ပြသွားတယ်နော်ကျွန်တော်တို့တုံတန်ကနားမလည်ဘူးနော်ယေရှုမှာတကိုးမရှိဘူးယေရှုမှာအားမရှိဘူးယေရှုဟာဘာမှမတတ်နိုင်ဘူးခမည်းတော်ကလွယ်လို့သူမတတ်နိုင်ဘူးမဟုတ်ဘူးနော်ယေရှုကသူ့ရဲ့တတ်နိုင်ခြင်းတွေအားလုံးကိုခမည်းတော်ရှိမှာပဲအပ်တယ်ခမည်းတော်ကလှုပ်ဆိုရင်လှုပ်သွားဆိုသွားစားဆိုစားထိုင်ဆိုထိုင် see အဲ့ဒီပုံစံကောင်းတဲ့ကျွန်တော်တို့တက်တာမှာအရေးကြီးတယ်ဒီနေ့ကျွန်တော်ဒီမှာညီကောင်မောင်နဲ့စဉ်းစားကြအောင်ကိုယ့်အတက်တာမှာအခုတစ်ခုခုလုပ်မယ်ဆိုရင်ကိုရောယေရှုကျွန်တော်လုပ်တင်လားကျမလုပ်တင်လားကိုရောယေရှုဒီဟာကကျမအတွက်လားကျွန်တော်အတွက်လားကျွန်တော်ဘာလုပ်ရမလဲမေးလားမမေးဘူးဆိုလို့ရှိရင်တော့သိချတယ်ခရစ်တော်ကိုနာခံစရာအကြောင်းမရှိဘူးဟုတ်လေ you need guidance you need to know what's the will of God ဘုရားအလိုတော်ပါလဲပြောတယ်နာခံခြင်းဆိုတာအလိုတော်ကိုသိခြင်းလိုက်လျှောက်ခြင်းဖြစ်တယ်
number 1ကပါလေ God loves me unconditionally เนาะand I must be changed from me to Jesus အဲ့ဒါကျွန်တော်သိစေချင်တယ်ဘုရားခင်ကျွန်တော်ကိုချစ်တယ်ဆိုတဲ့အခါမှာအတိုင်းတာပေါ့เนาะတခုမှတားဆီးအကန့်ကွက်မရှိဘူးပေါ့เนาะပြောမယ်ဆိုရင် unlimited ဒါမှမဟုတ် unconditional လုံးဝအခြေအနေပေါ်မူတည်ပဲနဲ့ကျွန်တော်ကိုအပြည့်အဝချစ်တယ်ထိုချစ်ချင်းမေတ္တာ၌ကျွန်တော်ဒီခရစ်တော်ကဲ့သို့ဖြစ်လာဖို့အတွက်ပြောင်းလဲရမယ်ဆိုတာကတွေ့ရတယ်ဆိုတော့ဘုရားချစ်တယ်ဆိုတော့ကျွန်တော်ယောမခန်းကြီးငါငယ်ရှစ်မှာကျွန်တော်တို့ unconditional love ကိုဖော်ပြတယ်เนาะ but God demonstrated his own love toward us in that while we were still sinners Christ died for us เนาะကျွန်တော်အပြစ်ရှိစဉ်ပင်ခရစ်တော်ကျွန်တော်တို့အသေးခံထားပြီးပြီဆိုတော့ကျွန်တော်တို့ချစ်ရှာမကောင်းတဲ့အခြေအနေမှာတော့မှဘုရားရှင်ချစ်ပြီးသားအသေးခံထားပြီးသားဆိုတော့we have to no doubt ပေါ့เนาะဘုရားကိုလုံးဝတန်တရားမရှိရဘူးဆိုတာကသူ့ရဲ့ချစ်ချင်းမေတ္တာကိုတန်တရားရှိစာအကြောင်းမရှိဘူးပေါ့เนาะကျွန်တော်ဒါပြောလို့ပဲ God loves me ဆိုတဲ့အခါမှာ how do you know ဆိုတော့ because he is God အဲ့ဒါ simple ပဲဘုရားသူကဘုရားဖြစ်တယ်เนาะsee that's my answer the number 2ကကျွန်တော် take home မှာပါလဲဆိုရှင်သင်ခန်းစာ I must become like Jesus Christ daily in my thoughts action attitude my lifestyle or starting from my heart ပေါ့เนาะနှလုံးသားကနေစပြီးမှကျွန်တော်ရဲ့အသက်တာဒီခရစ်တော်ကဲလို့ဖြစ်လာရမယ်ဆိုတာကနေ့စဉ်ကျွန်တော်အသက်ရှင်နေနေလှုပ်ဆောင်တဲ့ကာလစဉ်းစားကြံစည်အသက်တာအားလုံးကိုသက်ဆိုင်တယ်ဒါကျွန်တော်ကျမ်းစာမှာဘုရားယေဇကျေလပေါ့နော်36မှာပြောလဲဆိုတော့ I will give you a new heart and put a new spirit within you အဲ့ဒါကျွန်တော်တို့ဘုရားခင်ကကြိုတင်ပြီးကျွန်တော်တို့ဖော်ပြတယ်စကားပေါ့နော်ကျွန်တော်တို့ကိုအသစ်တော်နှလုံးသားပေးမယ်တဲ့အဲ့ဒီနှလုံးသားထဲမှာအသစ်တော်ဝိညာဉ်ပေးမယ်နော် I will take the heart of stone out of your flesh and give you the heart of flesh ကြောက်ကဲတော့မာကျိုးတဲ့ကျွန်တော်နှလုံးသားကိုဖယ်ရှားပြီးမှာတဲ့ပျော့ပြောင်းတဲ့အသွေးသားရှိတဲ့နှလုံးသားမျိုးပေးမယ်ပြောချင်တာကဖျားကျွန်တော် heart transplant ကိုပြောနေတယ်နော်နှလုံးသားအစာထိုးကုတဲ့အကြောင်းအရာဖော်ပြတယ်ဒါကြောင့်ကျွန်တော်နှလုံးသားဒီခရစ်တော်ရဲ့နှလုံးသားကိုနားလေတဲ့အခါမှာအဲ့ခရစ်တော်နှလုံးသားအစာထိုးယူတဲ့အသက်တာဖြစ်ရဖို့အရေးကြီးတယ်ဆိုကျမ်းစာမှာဒီနေ့ဖော်ပြနေတယ်နောက်ဆုံး number 3ကပါလဲဆိုတော့ I need a heart like Jesus that is pure peaceful purposeful spiritual and obedience ပေါ့နော်နောက်ဆုံးကကျမ်းစာမှာဖိလိပ္ပိခန်းကြီး၄ငယ်၈ပြောတယ်ကျွန်တော်နှလုံးသားကို guide လုပ်ထားပြီးတဲ့ကျမ်းချက်ပေါ့နော်ကျွန်တော်နှလုံးသားဘယ်မှာထားရမယ်ဘာကိုဆင်ခြင်နေရမယ်ပေါ့နော်တန်ရှင်းခြင်းကောင်းမြတ်ခြင်းဖြောင့်မတ်ခြင်းနော်စသဖြင့်ချစ်ခြင်းကျွန်တော်တို့ good report ဆိုခေါ်တဲ့ကောင်းသောအရာပေါ့နော်အဲ့ဒါလေးတွေကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းဆင်ခြင်ရမယ်ဆိုတာကိုကျွန်တော်တို့ကတွေ့ရတဲ့အခါမှာဘုရားရဲ့နှုတ်ပတ်တော်ကျွန်တော်နှလုံးသားဘက်မှာထားရမယ်ဆိုတော့ဒီနေ့ဖော်ပြတာတွေ့ရတယ်နော်ဆိုတော့ဒါကတော့ကျွန်တော် take home 3 points ပေါ့နော်ဘုရားခင်ရဲ့ဒီနေ့ Bible study မှာအကျိုးရှိမယ်လို့ခံယူတယ်ဒီ3ချက်လေးကိုကျွန်တော်ခံယူပြီးမှဒီနေ့ဘုရားရဲ့ပေးထားတဲ့ခွင့်ရေးအသက်တာမှာဆက်ပြီးမှနှလုံးသားအသစ်တွေပြောင်းလဲခြင်းရှိတဲ့အသက်တာနဲ့အသက်ရှင်ရအောင်လို့ကျွန်တော်တိုက်တွန်းချင်တယ်လို့